စက်ခုပမဲ့ဈေးကြမှာလား18ပမဲ့ထွက်လို့မဆိုင်ဘူးဒါဆိုတော့ကန်နေတဲ့လူတွေတော့ဈေးကပိုးကြီးမှာပဲဒါတော့ထုံးစံပဲ ကဲစက်တင်ဘာ Apple event လည်းလာတော့မှာပေါ့နော်18 Pro Max တွေထွက်တော့မှာဆိုတော့ ဟုတ်တယ်အခုကဝင်လာတော့မှာ သိကြမှာလား ဟင်းမဆိုင်တာပြပြမယ်ရှင်းပြမယ်ဒါလူရှိတယ်18 Pro Max တွေဒါ event ဝယ်မကြညာသေးခင်မှာ80ရာခိုင်နှုန်းကတော့တက်မယ်ဘယ်သူမှသိကြတော့မမှန်နိုင်ဘူး80ရာခိုင်နှုန်းထိပဲရှိတာဒီ event ဝယ်ထွက်လာမှာအတိအကျဈေးနှုန်းနဲ့ထွက်လာမှာပြီးတော့ခေါက်ဖုန်းတွေ iPhone ခေါက်ဖုန်းတွေထွက်မယ်ဒါလည်းဖိတ်မှာကြညာထားကြတယ်ဒါအကုန်လုံးပြောနေကြရတာပေါ့ဟုတ်ဖြစ်နေရပါတော့အမှန်ဆိုရင်ဒီ event ဝယ်ကတရားဝင်ထွက်လာတဲ့ဈေးနှုန်းတရားဝင်ထွက်တဲ့ဖုန်းတွေမှာဒါကျွန်တော်ကဒါတွေတရားလုံးသိကြတာတကယ်လို့လက်ရှိ18 Pro Max ကိုတော့တော့ပေါင်းကြည့်ပြီးရင်အခုနေပါပေါင်းလိုက်တရားနာကပ်ပြီတရားနာကပ်ပြီဆိုတော့တရားဝင်းကျင်တော့သွားမှာပြီးအမြက်တွေပါပေါင်းမယ်ဗျာကျွန်တော်ဒီမန်းလေးရောက်နေလေဟုတ်တယ်မလားဒါဆိုတော့ကန်နေတဲ့လူတွေတော့ဈေးကပိုးကြီးမှာပဲဒါတော့ထုံးစံပဲဒါ iPhone ရဲ့ထုံးစံပဲစက်ခုပမဲ့ဈေးကြမှာလား18 Pro Max ထွက်လို့မဆိုင်ဘူးပြန်တွက်ကြည့်မယ်ဗျာစက်ခုပမဲ့လည်းအခုလက်ရှိမှာ1.8စီလုံးဆိုကျွန်တော်တို့65သိန်း8000ရောင်းလိုက်66သိန်း8000ရောင်းလိုက်ဗျာအဲ့ဝင်ချင်မှာရှိတယ်တူးစင်းဆိုဈေးကိုကြည့်ကြတူးစင်းကဆေးရှည်ဆိုရင်က90ပုံမှာရှိတယ်အမျိုးတွေပေါ့အခုလက်ရှိမှာကိုယ်ဘတ်ဂျက်အနေနဲ့ကြည့်ပြီးတော့ဝယ်ချင်တဲ့စိတ်ရှိရင်ဝယ်ပလိုက်စက်ခုပမဲ့ကိုဒါဝယ်ချင်တဲ့စိတ်ရှိရင်ဝယ်ပလိုက်18 Pro Max ကိုစောင့်မယ်စက်ခုပမဲ့မှာဝင်ကောင်းမလားဒါမှမဟုတ်ဒုရဖြစ်တာပေါ့နော်ပတ်စံအရန်ပို့တယ်လုံငန်းနဲ့ကန်ရင်လည်းအဆင်ပြေတယ်ဝင်လည်းကောင်းတယ်18 Pro Max ကန်ရင်လည်းလူတက်တာတသက်ကိုရှိရလူတည်းရပေါ့နော်ဒါကဝင်မယ်ဆိုရင်အဲ့18 Pro Max စောင့်ပြီးတော့ရောက်တဲ့ဈေးအတိအကျတွက်ပြီးတော့ရောင်းတဲ့ဈေးကိုဝယ်ရတာပဲဒါဈေးကတော့တေချာပေါ့တော့ကျွန်တော်ခမန်းနေတာ100ဝန်းကျင်မှာတော့မှာပဲဒါကတော့စက်ခုံဘက်ကတော့လက်ရှိဘယ်လောက်ဟနေလဲညစဉ်းစားကြည့်340 330ဝန်းကျင်တော့ဟနေတယ်ဒါဆိုစက်ခုံဘက်ကန်ရင်လည်းလူကဘတ်ဂျက်စစ်ဖြစ်ပြီးစက်ခုံဘက်ကန်စက်ခုံဘက်နေနေလို့လား18 Pro Max စက်ခုံဘက်ဒါပုံစံတစ်ပုံစံနဲ့ပဲအယောင်ကွဲမယ်ချစ်ဆက်ကွဲမယ်ဒါသူ့ရဲ့ထုံးစံပဲလေဟုတ်တယ်မလားမော်ဒယ်မိုင်းအရန်ဖြစ်သွားလို့ပုံစံအရင်ပြောင်းသွားရင်တော့တစ်မျိုးပေါ့ဗျာခေါက်ဖုန်းကြိုင်မယ်ဆိုရင်တော့တစ်မျိုးပေါ့ဗျာတကယ်ထွက်ခဲ့လို့ရှိရင်ပေါ့ event ဝယ်ထွက်ပြီးမှတရားဝင်ဈေးနှုန်းနဲ့တရားဝင်ဘာဖုန်းထွက်မယ်ဆိုသိကြတာအားရေးစိတ်ပူနေတဲ့ဟိုပဲကြီးဝယ်ပလိုက်ခေါင်းနဲ့တိတ်ထိတ်အောင်နေအဲ့ဒါ